မင်္ဂလာပါရှင်။မဝင်ကျောင်းတော်ရနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမဖူးပွင့်တွေရဲ့နန်းရွှေဘုံနဲ့တစေအင်ကြီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။ကရုံးတယ်လီဖုန်းရန်ကုန်မြို့ကိုဆက်ပါဦး။သီလရှင်ဝေပြီးထွက်လာတော့တငယ်ချင်းဖြစ်သူတာထူးနဲ့ချစ်တူကနန်းရွှေဘုံနဲ့မိန်ငွေကိုစကြတယ်။နင်တို့တော့မကြိုက်ဘူးမစနဲ့။နန်းရွှေဘုံနှကန်းကြိုက်ပြီးတော့ပြောတယ်။စမှာပဲကရုံးမတာထူးကရှာထုတ်ပြောပြီးနန်းရွှေဘုံစပြန်တယ်။နင်းတော့နန်းရွှေဘုံတာထူးနာသွားပြီးလိုက်ရိုက်တယ်။နန်းရွှေဘုံကတာထူးကိုလိုက်ရိုက်နေရကြောင်းတာထူးပတ်ပြေးနေတယ်။နန်းရွှေဘုံတာထူးကိုဖမ်းမိသွားတော့ကြောကုန်းကိုလက်ဝါးနဲ့တပုံပုံရိုက်တော်တယ်။မလောက်သားလောက်ထပ်မဆရအောင်နန်းရွှေဘုံတာထူးကိုပညာပြနေတယ်။နောက်တစ်ခါကရုံးမလို့ခေါ်ရင်တိထက်ပူပြီးတော့နာမည်မှတ်ပြောပြီးတော့ဆွဲထားတဲ့တာထူးအင်ကြီးကိုလွှတ်ပေးလိုက်တယ်။ငါကြောတော်အောင့်သွားပြီနော်။တာထူးကပြောပြီးလက်နဲ့နောက်ပြန်ပုတ်နေတယ်။နေပါလို့စလေအောင့်တာတော့နဲသေးတယ်။မိန်ငွေကဝင်ပြောတယ်။တွေ့မယ်။ငါအမေနာနင်တို့ကိုတိုက်မယ်။တာထူးကတခုခုဆိုတိုင်တော်ထူတယ်။တိုင်ကလတ်ထိုင်းနန်းရွှေဘုံတာထူးကိုကြည့်ပြီးတော့လှမ်းပြောတယ်။ဟဲ့တာထူးနေရလဲလေတခုခုဆိုတိုင်မယ်တော်မယ်နဲ့ဟိုတခါလေးနေမိကြောင်ပြဿနာတက်ပြီးပြီ။နေဒီတခါတိုင်ရင်နောက်ကငါတို့အားလုံးတူတူဆော့ရမှာမဟုတ်ဘူး။စိမ့်လဲပြောတော့တာထူးမျက်နှာမဲ့နေတယ်။တာထူးနေရရင်နန်းရွှေဘုံမကြိုက်တာကိုလိုက်စားရလေနေရင်မှားတာမိုးပြာရှောက်သီးကိုဓာတ်နဲ့လှီးရင်လှမ်းပြောတယ်ကဲထားပါတော့ငါတို့တငယ်ချင်းတွေတဲ့ရှူရှူနေကြမယ်ညနူကပြောပြီးမိုးပြာလှီးထားရင်ရှောက်သီးတစ်ဖက်ကိုယူစားတယ်လှီးလို့တော့မပြီးသေးဘူးဒီတယောက်ကတမျိုးမိုးပြာညနူမျက်စောင်းထိုးပြီးတော့ပြောတယ်နင်းလှီးနေရကြပြီပြီးမှမပေးတာငါစိတ်မရှင်လို့ယူစားတာလေအဲ့ဒါဆိုနင်းလာလှီးသူကြတော့မလုပ်ဖ ೇನೆ တော်ကြပါတော့ပထမတပွဲရခုမှပြီးပါတယ်ဆိုနောက်တစ်ပွဲဆက်ချင်နေရလားစိမ့်လက်ထောက်အောင်မှအားလုံးတန်တိတ်သွားတယ်ပြီးပြီးနတ်စားကြတော့ရှောက်သီးနှီးထားတဲ့တုံးလေးတွေကိုအင်ဘက်ထဲဖြန့်ပေးတယ်စားနဲ့ရုပ်သီးကိုဘေးမှာပုံထားတယ်ချင်းမဲ့ပုံပဲချစ်တူကအခြားလူတွေစားနေရကြည့်ပြီးပြောတယ်ချင်းမချင်းစားကြည့်ပေါ့တော်ပြီငါမစားတော့ဘူးချင်းမကြိုက်ဘူးညအချင်းမစားပဲအချိုးတွေကြီးစားနေလို့ရှေ့သွားတွေမရှိပြတင်းပေါက်ဖွင့်ထားတာမိုးပြပြောတော့စားနေရင်အားလုံးထရီကုန်တယ်အဲ့ဒါအချို့စားလို့မဟုတ်တာဒါအမေတို့8နှစ်ထိစိုးခဲ့လို့နှုတ်ပိုးကြိုက်တာချစ်တူကပြန်ပြောတယ်နှုတ်ပိုးကြိုက်တာမဟုတ်ပါဘူးချင်းမစားလို့ဖြစ်တာနှုတ်ပိုးကြိုက်တာပါဆိုနေမျိုးရင်ငါမိနဲ့တွေ့ရင်မေးကြည့်ငါကြီးတဲ့ထီနှုတ်ဆိုလို့နှုတ်ပိုးကြိုက်တာကဲညင်းမနေပါတော့နဲ့နန်းရွှေဘုံပြောလာတယ်ချစ်တူကလွယ်လို့ကြံတဲ့သူတွေရှောက်သီးစိမ့်နဲ့စားငရုတ်သီးကိုငရင်ရှက်ရီတူပြီးတော့စားနေကြတယ်ကလေးတွေဆိုတော့ချင်းဆက်သိတ်ကြိုက်ကြတယ်စိတ်နဲ့နေငရုတ်သီးကဗိုက်ပူတယ်လှော်ပြီးတော့မထားဘူးလားမသိဘူးလေငါလည်းအိမ်မှာတွေ့တာယူလာတာစားပြီးတဲ့နောက်ကုပြစ်မှာမှောက်နေတဲ့သူကမှပလက်လှန်နေသူကလှမ်းနေကြတယ်မုတ်ဖက်ထုတ်လေးစားကျင်လိုက်တာပုံသီးများလေးနဲ့နန်းရွှေဘုံပလက်လှန်ပြီးလက်နောက်ပြစ်ပြီးတော့ခေါင်းထားတယ်နိမမေကိုလှုပ်ကြွေးခိုင်းပေါ့နေစားကျင်တယ်လို့ပြောရင်နှခါမပူစားပါဘူးညနူကပြောလာတယ်မပူစားကျင်ပါဘူးပုံတောင်းတလိုက်တာနဲ့စားရတဲ့လူဖြစ်ချင်တာပုံစားကျင်လို့လှုပ်ပေးရတယ်ဆိုတဲ့အရာမျိုးမကြိုက်တာနင်ကလူတစ်မျိုးနော်ဆိုပါတော့ဘုံကအခုတောင်းတလိုက်တဲ့အရာညနေစားရမလားမသိဘူးဘုံစားတောင်းနဲ့ဆူတောင်းပြည့်တယ်ပြောရမယ်ပုံစိတ်ထဲကစားကျင်လိုက်တာလို့တောင်းတတာနဲ့တင်ကိုတနည်းနည်းနဲ့အဲ့ဒီစားစရာအလူလူရောက်လာတဲ့ဟာနေရရှိဘုံကကုသိုလ်ကောင်းမှုကြောင့်ဒီလိုဆူတောင်းပြည့်တာနေမယ်ငါတို့တော့စားကျင်တယ်လို့အိမ်ကိုပြောရင်တော့အိမ်ကမပြေနေတော့မကြွေးနိုင်ပါဘူးငါတို့ဘဝနဲ့နေဘဝအကွာကြီးပါငါလေးနေဘဝသိရကြတယ်နတ်ရွှေဘုံညနုပြောတဲ့စကားကြောင့်ဘုံပြုံးလိုက်တယ်တံဘဝအတွက်ဆူတောင်းဖို့ဖြစ်ချင်နေဆိုရင်ဆူတောင်းတိုင်းပြည့်မယ်လို့ထင်နေလားလူချင်းဆူတောင်းရင်ပြည့်တာပေါ့ခုဘက်ကလည်းကုသိုလ်ကောင်းမှုလုပ်ကံလည်းပေးတဲ့အခါတောင်းစုပြည့်လာတယ်နင်တို့သီလရှင်ဝေးရတာပြောလားမပြောပါဘူးအရုံးလေးတုံးရတယ်မနဲ့ဆိုရင်လည်းအစိုးရထပြီးအလုံးလုံးရတယ်ဘယ်ကသာပြောရမှာလဲရှောက်ကစားတရေချလို့မင်ငွေနဲ့ပုံအိတ်တောင်မအိတ်ရဲဘူးနင်တို့တရေကိုမြင်ခဲ့ရလားနန်းရွှေဘုံစိမ့်လေးရမေးတော့နင်တို့မမြင်ခဲ့ဘူးဒါပေမဲ့တရေနားမှာရှိနေတယ်ဆိုတော့ခံစားမိတယ်တရေကငါတို့ကိုခြောက်တာမဟုတ်ဘူးအစတော့ငါတို့လည်းရောက်စဆိုတော့တရေမှမသိဘူးနောက်မှတဖြည်းဖြည်းတရေရှိရဲဆိုတာသိတာနင်တို့နားမှာတရေရှိရမကြောက်ပဲ9ရက်လုံးတိနာရှင်ဝင့်နိုင်တာအံ့ဩမိတယ်ငါတို့ဆိုတညတော့မိုးလင်းမှာမဟုတ်ဘူးတရေကငါတို့ကိုခြောက်တာမဟုတ်ဘူးများနုရဲ့သူကငါနဲ့မမလေးကိုအဖော်ရအောင်စောင့်ရှောက်ပေးတာအစာတရေဆိုတော့ငါတို့လည်းကြောက်တာပေါ့နောက်တော့နေရင်နဲ့တရေနဲ့ခင်သွားတော့မကြောက်တော့မင်းငွေကိုကြည့်ပြီးအားလုံးနားဆိုင်ထောင်နေတယ်နန်းရွှေဘုံနဲ့မင်းငွေကသူတို့တိနာရှင်ကျောင်းမှာဖြစ်သမျှကို
တငယ်ချင်းတွေကိုပြောပြနေတယ်အားလုံးကစိတ်ဝင်တစားနားထောင်နေတယ်ဒီအိမ်ကဖိုးတို့ဂျပန်ခေတ်တည်းအိမ်နဲ့ချို့တွေပြောတာတော့လူမနေတာနှိမနေတော့ဘူးတဲ့ကျေတူးကစကားဆက်ဆက်မရှိပဲအိမ်ခေါင်မှုမော့ကြည့်ပြီးပြောတယ်ဒီအိမ်ပိုင်ရှင်မိသားစုတွေဘယ်ရောက်သွားလို့လဲပိုင်ရှင်ရဲ့သားစစ်မြေးဆက်တွေရောမရှိလို့မနေကြလားပိုင်ရှင်တွေတော်လန်ရေးကာလမှာကြောင်မျိုးမျိုးနဲ့တေးကုန်နေတဲ့နောက်တော့ဒီအိမ်ကအိမ်လူကြီးဖြစ်သွားတယ်ကျေတူးပြောတာအားလုံးအဟုတ်ထင်နေတယ်ဒါဆိုဒီသီးပင်စားပင်တွေကိုဘသူကစိုက်ထားရလဲညနူကမေးတော့အေးလေလူမနေရဲ့ခြံထဲမှာသီးပင်တွေဒီလောက်များနေတာနင်ပြောတာဟုတ်ပါမလားဒါတော့ငါလည်းမသိဘူးသိချင်နင်မဲထားကိုမေးကြည့်ပေါ့နန်းရွှေပေါ့နင်ဘွားအသက်ကြီးပြီဆိုတော့ဒီခြံကြောင်သိမှာပေါ့အေးအိမ်ပြန်မှမေးကြည့်ရမယ်ငါတို့ကစားရအောင်ခဏနေဝင်တော့မယ်မင်းငွေရလဲတဖြည်းဖြည်းတငယ်ချင်းတွေကြားမှနေတက်လာတယ်မင်းငွေကိုတငယ်ချင်းတွေရလဲချစ်ခင်ကြတယ်အေးဘောလုံးပြစ်တိုင်းကစားမယ်ဘောလုံးမြေမာကန်မြောက်ပြီးจิตတူးကပြောလာတယ်လူမမကြီးကဘယ်လိုလုပ်မလဲခုနှစ်ယောက်ဖြစ်နေလို့ဘောလုံးပြစ်ကစားဖို့တယောက်လိုနေတယ်တယောက်ကိုမဲလိုက်ပြီးရွှေ့မယ်တစ်ဖက်၃ယောက်ဖွဲ့ပြီးတော့ကြံတယောက်မဲလိုက်ရွှေ့မယ်မင်းငွေကိုနန်းရွှေဘုံတို့အုပ်စုဘက်ကရသွားတယ်ဘုံနောက်လဲကစားကျင်တယ်နေသူရင်ဘုံနာသွားပြီးပြောတယ်ဖြစ်ပါမလားကိုရဲ့ဖြစ်ပါတယ်တငယ်ချင်းတွေကိုပြောပြီးဘုံကလည်းကစားကျင်လို့တဲ့ဘုံအခြားလူတွေကိုအော်ပြောတယ်ဒီတို့ဘက်က၄ယောက်ဖြစ်နေပြီငါတို့ဘက်ကိုနေကိုပေးပေါ့ညနူကပြောလာတော့ကောင်းပြီလေဒါဆိုလဲပေးမယ်ကိုကသူတို့ဘက်ကကစားနော်အင်းဘုံနေသူရင်အခြားသူတွေနေသူဝင်ပြေးတယ်ဘောလုံးနဲ့ပြင်သူ့ကိုမထိအောင်ရှောင်တယ်နန်းရွှေဘုံတငယ်ချင်းတွေကနေသူတွေကိုမတွေ့ရအောင်နန်းရွှေဘုံပြေးနွားနေတဲ့ကိုဘောလုံးနဲ့မှန်အောင်ပြစ်နေတယ်ကိုမှန်ပြီထွက်ကိုချာကိုမှန်တာပုံတွေ့တယ်အေးပါဘုံရဲ့ကိုမငင်းပါဘူးနေသူရင်ဘောလုံးမှန်သွားလို့စီးရီးယားထွက်ပေးလိုက်တယ်ချစ်စရာကလေးတွေကစားနေကြပါလားချစ်လိုက်တာဒီကလေးတွေငါနာမှအမြဲရှိရင်ပြင်းပြေမှာအိမ်ထဲကနေတပူးရွယ်လောင်မျက်လုံးတွေနဲ့ကြည့်နေတဲ့တစီရဒီနေ့မှမှန်နေကလေးတွေကစားနေတာကိုကြည့်နေတယ်တစီရဲ့နေရွက်တွေကအကြီးကြီးမို့နေရွက်တွေခင်းပြီးတော့အိမ်လို့ရတယ်ပါပေါင်အသားဖြူခက်ဆွဆွကောင်းမလေးကိုကြည့်ပြီးတစီပြုံးမိတယ်ဘလူတော်ချစ်စရာကောင်းတဲ့ကောင်းမလေးပါလေတစီပြောပြီးနတ်ရွှေဘုံမျက်တောင်မခံကြည့်နေတယ်ကလေးတွေသူ့ကိုမြင်ဒီခြံထဲလာမကစားမှဆိုလို့တစီရသူ့ရှိနေတာတခါမှကိုထင်မပြ၆လဲမ၆လန့်ဘူးဘုံကိုနန်းတော်အရေးကြီးလို့ပြန်အောင်မယ်ရုတ်တရက်ချက်ပြတ်လာလို့နေသူတွေနန်းတော်ကိုပြန်ရမယ်ဘာလို့လဲဘာကိစ္စရှိလို့လဲကိုဘာကိစ္စလဲတော့မသိသေးဘူးဒါပေမဲ့ခုချက်ချင်းပြန်ရမယ်ကိုသွားမယ်နော်ဘုံကိုဂယုဆိုင်ပြောပြီးတော့ကိုကခြံဝင်းထဲကပြေးထွက်သွားတယ်ဘာလို့ပါလဲဘုံကိုကြောပြင်းကိုကြည့်ပြီးတော့ပြောလာတယ်ငါကနန်းတော်ပြန်စရာရှိလို့ဆိုပြီးတော့ပြန်သွားပြီငါတို့လည်းမိုးချုံနေပြီပြန်ရအောင်ကိုမရှိတော့လို့ဘုံလဲဆက်မကစားကျင်တော့နောက်တစ်ပွဲလောက်ကစားလို့ရသေးရပဲနေရလေစိတ်မပါတော့မင်းငွေလာပြန်မယ်အေးပါဒါဆိုလည်းငါတို့မနေ့ပြန်မှဆက်ကစားတာပေါ့နန်းရွှေဘုံစိတ်ထဲတခုခုသူ့ကိုကြည့်နေတယ်လို့ခံစားရတယ်ဒါကြောင့်အိမ်ဝင်းထဲမျက်လုံးဝိရှာမိတယ်နေရာအနှံ့လုံးဝရှာမတွေ့ဘူးအားလုံးပြန်သွားကြတယ်မမလေးကအိမ်ဝိုင်းထဲတောင်ကြည့်မြောက်ကြည့်နှုတ်နေတယ်ဘာလို့လဲမမလေးနင်းကိုတရားရောက်စိုက်ကြည့်နေတယ်လို့မခံစားရဘူးလားမင်းငွေမခံစားရဘူးဘာလို့လဲဘုံကိုတရားရောက်စိုက်ကြည့်နေတယ်လို့ခံစားရလို့ဒါကြောင့်ဘာများရှိမလဲလိုက်ရှာနေရမမလေးစကားကြောင့်မင်းငွေကြောက်တောင်ကြောက်သွားတယ်ဒီအိမ်ကဂျပန်ခေတ်တည်းအိမ်လူတွေလည်းမနေရကြောင်းပို့ပြီးတော့ကြောက်စရာကောင်းတယ်မမလေးစိတ်ထင်လို့ဖြစ်မှာပါပြန်ရအောင်မမလေးလက်ကိုဆွဲပြီးမင်းငွေတို့ခြံဝင်းထဲကထွက်လာတယ်ဒီကလေးကငါကြည့်နေတာကိုစိတ်ကအလွန်လိုသိနေရလားတစင်းရပြောပြီးပြတင်းပေါင်နာအမြန်ကိုယ်လိုက်ရတယ်မမေကစားရပြန်လာပြီးအိမ်ထဲရောက်တာနဲ့မမေကိုပြေးဖက်တယ်အမေခုမှလာပြီးကက်ချွဲနေတဏီကုံရွာရိုးကူပေါရှောက်ဝစားနေပြီသမီးဖြစ်သူဖက်ပြီးနမ်းမုံပြောလာတယ်မမေအဘပြန်လာပြီလားသမီးဘကဒီနေ့စီးဝေးရှိလို့ပြန်လာအောင်မှာမဟုတ်ဘူးနောက်ကြမယ်တဲ့အော်သမီးရဲ့မျက်နှာလေးကိုငုံနှမ်းမိတယ်အမေသားမိနှစ်ယောက်ချစ်ကြည်နူးနေတာဘယ်တစ်ချက်ထပြီးတော့အော်ကြဟစ်ကြမလဲမသိဘူးအနားကိုရောက်လာတဲ့မဲထောက်ကပြောလာတယ်မမေထမင်းစားတော့မလားနမ်းမုံမိခင်ကိုမေးတယ်စားတော့မယ်သမီးလူကြီးဆိုတော့တိတ်စားကြည့်မလွယ်တော့စောစောစားမှနေရထိုင်ရဆင်ပြေတာသမီးနဲ့မြေးလေးကသားဆိုင်တီးပြန်လာမှမိသားစုစုံစားရင်စားပေါ့ဘုံကမဲထောင်းတဲ့သူစားမှဘာအောင်မဆောင်တော့ဘူးကဲထမင်းစားမယ်ဆိုလေရင်စုံကိုလက်တွေသွားတန့်စင်အောင်စော့လာတာပီတူးလန်းနေရပဲမိန်းကလေးမို့တာပဲတော်သေးတယ်မြောက်ရှုံးအောင်စော့တာမဲထောက်ကပြောပြီးတော့ရင်းနေတော့တယ်ဟုတ်ပါမေမေတကယ်စော့တန်တဲ့ကလေးကဲသမီးလေးသွားကိုလက်တန့်စင်မေမေတမင်းခူးထားခိုင်းလိုက်မယ်ဟုတ်ကဲ့မေမေ
မဲထောင်ထမင်းမစားနေနဲ့နော်ဘုံခဏဆောင်မှာပေါ့မြေရဲ့ကဲသွားမြေဖြစ်သူအနာကနေပြေးထွက်သွားတယ်မမေကသူ့မြေးပြေးသွားတာကိုကြည့်ပြီးပြုံးနေတယ်မမေကိုကြည့်ပြီးနမ်းမုံစိတ်ထဲဝမ်းနည်းလာတယ်တနေ့တခြားဦးစားလာတာနဲ့ဆရာကိုဘသူကအန်တုနိုင်ပါမလဲအဘအသက်80မှာဦးစင်ဝင်းနဲ့ဆုံးပါသွားခဲ့တယ်ဘာမရှိတဲ့နောက်နမ်းမုံမိသားစုကမမေကိုအရေးတကြီးနဲ့နေနေရရဲ့လို့မမေရဲ့ရှိတ်မှာနမ်းမုံတို့မိသားစုအေးချမ်းတယ်တဖြည်းဖြည်းအသက်အရွယ်ရလာတဲ့မမေကိုနမ်းမုံဆုံးရှုံးရမှကြောက်နေတယ်တရားမရှိဘူးလို့ပဲပြောမမေကိုနမ်းမုံတို့မိသားစုနဲ့အတူတက်တရားကြော်တဲ့အထိနေစေခြင်းနဲ့ဖြစ်နိုင်နမ်းမုံနေရမယ့်တက်တန်းတစ်ဝက်ကိုမမေကိုတက်ဆက်ပေးခြင်းနဲ့နမ်းမုံမမေကိုကြည့်ပြီးဘာတွေတွေးနေမိမှမသိတော့ဘူးသမီးနမ်းမုံဘာတွေစဉ်းစားနေရလဲ။အော်ဘာမှမဟုတ်ပါဘူးမမေ။မသိပါဘူးဘာတွေတွေးပြီးမမေကိုကြည့်နေရလဲလို့မမေတက်တရားကြော်တဲ့အထိနေပေးပါနော်။နမ်းမုံကမမေကိုဖက်ပြီးပြောလာတယ်။လူဆိုတာကိုကတက်တရားကြော်နေခြင်းအောင်တော့ကံပါလာဦးမသမီးရဲ့သူ့တက်တန်းရှိတဲ့လောက်ပဲနေရမှာပေါ့။ဒါကိုလွန်ဆန်လို့မှမရတာ။တင်မရခေါ်ရင်နေပါအောင်မလိုက်ချင်ပါဘူးလို့ညင်းလို့မှမရတာ။ဒါပေမဲ့မမေကိုနမ်းမုံအသက်ရှိစေခြင်းနဲ့မမေအသက်ရှိနေရဖို့နမ်းမုံအသက်တစ်ဝက်ကိုပေးနိုင်နေမမေသမီးရဲ့သမီးဖြစ်သူကိုကြည့်ပြီးဒုက္ခဝခေါင်းခါမိတယ်ခုခေတ်တက်တန်း80ပဲရှိတော့တယ်မမေတက်က89နှစ်ရှိပြီတက်တန်းရမမေကပြည့်ပြီလို့9နှစ်တောင်စွန့်သွားပြီပြောရရင်မမေကတက်တန်းကုန်နေပြီကံရအသက်ရှင်နေရတဲ့လူပဲမမေလည်းမြေးလေးတန်ရောစင်သမီးတန်ရောစင်နဲ့နောက်နှစ်တွေအကြာကြီးထိတက်ရှင်ကျင်သေးတယ်ဒါပေမဲ့သမီးရဲ့မမေကနေကြအောင်တော့တိတ်ကကန်တရားဘလို့လာအောင်မသိဘူးမမေရှင်းပြတဲ့စကားကိုနမ်းမုံငြိမ်သက်စွာနားထောင်မိတယ်နမ်းမုံမမေတက်ရှိနေရဖို့ညောင်ထောက်ပေးမယ်ရေရင်းရေကန်နဲ့နန်းတရားတွေမမေနာမည်နဲ့လှုပ်ပေးမယ်ဒါဆိုမမေတက်ရှိနေရမယ်လို့တွေးမိတယ်မမေနော်လေးကိုထမင်းနဲ့တွားခုခိုင်းလိုက်အောင်ပဲအေးတွားသမီးဖြစ်သူနားထွက်သွားတော့ဒုက္ခဝစပွဲရစာအုပ်တောက်ကောက်ယူတယ်မြေဖြစ်သူခြေနဲ့တန့်ဆင်ပြီးစာအုပ်ဖတ်ရင်ထိုင်ဆောင်နေတယ်မင်းငွေဘုံချောက်ကိုတိုက်ပြီးတပုတ်နဲ့တိုက်တော့နန်းရွှေဘုံကလူကြီးတွေနားမှမရှိရင်မရှိတယ်လို့ပိုကြတတ်တယ်ခုလဲမင်းငွေကိုချောက်ကိုတိုက်ခိုင်းနေတယ်ဟုတ်ကဲ့မမလေးလူကြီးရဲ့မင်းငွေကိုအနိုင်မကျင့်ဖို့နဲ့အောက်ခြေတဲ့အလုပ်တွေမခိုင်းမှုနန်းရွှေဘုံတားမြစ်ထားတယ်မင်းငွေချောက်တိုက်ပြီးတော့နန်းရွှေဘုံလက်ပိုက်ပြီးရက်နေတယ်တလက်စားတွေဖက်နဲ့ပါစေးပေးအောင်မင်းငွေမြင်စေးနော်မဲတော့ကထမင်းစားစောင့်နေပြီဟုတ်ကဲ့မမလေးမင်းငွေဖက်နဲ့စေးတာကိုဘေးကနေပုံကြည့်နေတယ်မင်းငွေဖက်နဲ့ကိုတေချာတိုက်ပေးနေတယ်ရပြီပေးမင်းငွေလည်းထင်ရဖက်နဲ့ကိုယူစီးပြီးတော့မဲထောက်ထန်ပြေးနာတယ်မဲထောက်ထမင်းစားရအောင်ပုံပိုက်စားနေပြီဒီပိုက်လေးရလဲလေအမြဲပဲစားနိုင်လွန်းတယ်မြေးဖြစ်သူရဲ့ဘိုက်ကိုပို့ပြီးဒေါခန်းဝပြုံးလိုက်တယ်ဒီနောက်မြေးဖွားနှစ်ယောက်လက်ဆွဲပြီးထမင်းစားကန်နဲ့ထွက်လာတယ်ငါးကြော်နံလေးကမှုေးနေရပဲသမီးငါးကြော်စားရင်တေချာစားနော်တော်ကြာအနှင်းစလို့စားပြီးရိုးစူးနေမယ်သမီးဖြစ်သူပကံနဲ့ထမင်းထည့်ပြီးရင်နမ်းမုံကသတိပေးတယ်ဟုတ်ကဲ့မေနမ်းမုံကိုစိုင်းတီးပြန်လာမှထမင်းတူစားမှမို့ဘေးကနေမေနဲ့သမီးပကံနဲ့အင်းဒီခတ်ထည့်ပေးနေတယ်ဒေါခန်းဝထမင်းမစားသေးပဲရေးဖြစ်သူအတွက်ငါ့ကိုအယိုးထွင်ပေးတယ်မေထမင်းစားပြတ်နေမယ်နမ်းမုံပဲအယိုးထွင်ပေးလိုက်မယ်မေထမင်းစားပါရပါတယ်သမီးရဲ့အမေကခုလိုမြင်းနေကိုအယိုးထွင်ပေးရတာကြည်နူးနေတာရေးဖြစ်သူကလည်းဘွားရီအယိုးထွင်ပေးတာကိုငင်းရှက်ရီစားနေတယ်မင်းငွေလည်းထမင်းစားနေရောပေါ့သမီးတော်လေးမင်းငွေကိုသွားခေါ်ပြီးတော့ဒီမှာပဲထမင်းတစ်ခါလေးခေါ်ကျွေးလိုက်တော့ဒီနေ့ကကစားထားတော့ကလေးကပိုက်စားတာပေါ့မင်းငွေကိုလည်းဒေါခန်းဝချစ်တယ်ရေးဖြစ်သူထဲမသားရင်တော့ရေးဖြစ်သူနေပါချစ်တယ်သူခင်ဗျာမိမရှိဖမရှိနဲ့မိမိတို့အိမ်သားတွေမျက်နှာကြည့်ပြီးနေရတာအားငယ်နေရှာမလို့အမြဲတွေးမိတယ်ဟုတ်ကဲ့မေနော်လေးခုပဲသွားခေါ်လိုက်မယ်မေထောက်ကလည်းသူ့ဘာသာပြီးမှစားပါစေပေါ့ဖွားရီချစ်ကိုမိမိတယောက်ထဲသာနန်းရွှေဘုံပိုက်ဆိုင်ခြင်းတယ်ဒါကြောင့်မင်းငွေကိုဖွားရီကဂရုစိုက်တာတိတ်မကြိုက်ဘူးနန်းရွှေဘုံအဲ့ဒီစိတ်ထားမျိုးမထားရဘူးလို့မဲထောက်ပြောထားရလေမဲထောက်ဘလို့ပြောမှနားဝင်ပါလေမဲထောက်စိတ်ဆိုးစိတ်တူရင်နမေပြေဆုံးခေါ်တတ်တယ်မြေးပိုက်စားသလိုမင်းငွေလေးစားမှာပေါ့ကိုချင်းစာစိတ်လေးထားပါကွယ်လူဆိုတာကိုချင်းစာစိတ်ထားတဲ့မှာလူလို့ခေါ်တာမဲထောက်ကထမင်းစားရင်ဘုံလို့ဆိုတော့ပုံထမင်းဆက်မစားပဲထားရက်တယ်ဒါပါလေခုချက်ချင်းပြန်ထိုင်ပြီးတော့ထမင်းစားနှမ်းရွှေပုံမဲထောက်စိတ်မဆိုးကြင်ဒီလိုမျိုးစိတ်ထားပုံနေမဲထောက်မချစ်ပဲနေလိုက်ပါမင်းငွေထမင်းစပွဲနားရောက်လာတော့မမလေးမျက်နှာစူပုတ်ပြီးနှကန်းထော်နေတယ်မမလေးဘာလို့မကြလို့စိတ်ကောက်နေရဲ့မသိမင်းငွေထိုင်ထမင်းစားတော့မဲထောက်ကမင်းငွေကိုထမင်းစားခိုင်းတယ်
ဟုတ်ကဲ့မဲထောက်မင်းငွေလက်စေးပြီးထမင်းထိုင်စားတယ်ဒေါခန်းဝါမြေးဖြစ်သူပကံနဲ့ရောမင်းငွေပကံနဲ့ပါအကျိုးထွင်ပြီးသားငါးတွေထည့်ပေးတယ်သမီးရောနမ်းမုံစိုင်းကြီးကစီဝေးပွဲရှိလို့အိမ်ပြန်နောက်ကျနေတယ်သူ့မဲထောက်ဆိုလို့စိတ်ကောက်ပြီးတော့အိတ်သွားပြီကိုသမီးဘာရဲ့ကြည်ကြလိုက်လို့လဲနမ်းမုံသမီးနဲ့မမေထမင်းတဝိုင်းနဲ့စားနေရင်မင်းငွေလေးဗိုက်စာနေမှာပဲဆိုပြီးမင်းငွေကိုတဝိုင်းနဲ့မမေကထမင်းစားခေါ်ခိုင်းတာဒါကိုသမီးကမကြိုက်ပဲစိတ်ကောက်သွားတာခက်ပါရောလားသမီးနားဝင်အောင်ဆုံးမရမယ်မင်းငွေကတနာစရာပါသူ့မှာအားငယ်နေရှမ်းပါနမ်းမုံလည်းသမီးကိုပြောပါတယ်ဒါပေမဲ့သမီးကနားမဝင်ငယ်သေးရလည်းပါမှာပေါ့ကဲပါဒါရီထားပါတော့ပြီးရင်သမီးကကြကြလေးစိတ်ကောက်တာမဟုတ်ပါဘူးနောက်ရက်ဆိုသူ့ဟာသူပြေးသွားတယ်ကိုလေးပင်ပန်းလာတယ်မို့လားရေချိုးမလားနမ်းမုံပြင်လိုက်မယ်ရေးရင်ချိုးမယ်ပြီးရင်နမ်းမုံနဲ့ထမင်းစားမယ်နန်းရွှေဘုံတယောက်စောကြီးမနဲ့စားလည်းမစားပဲအိမ်ကြီးစီကိုတယောက်ထဲလာခဲ့တယ်မနေ့ကစိတ်ကောက်ထားတဲ့အချိန်မပြေသေးဘူးအိမ်ကြီးရှေ့ကခုပြစ်မှထိုင်ပြီးအိမ်ကြီးဘက်ကိုကြည့်မိတယ်ချက်ခနဲ့အရှိတခုပြင်းပေါင်နာသွားခဲ့တယ်ရုတ်တရက်မှုပုံလန့်သွားတယ်ဘာလဲလို့စိတ်ထဲကပြောမိတယ်ကလေးမလေးတယောက်တည်းစောစောစီစီဘာလာလောက်ပါလေပေါ်ရီလည်းမပါဘူးပြင်းပေါက်ကွယ်ကနေတစီရချောင်းကြည့်ရင်ပြောနေတယ်နှစ်ထပ်ပြင်တော်ရင်မမေကိုမော့ကြည့်ပြီးတဲ့နောက်ပုံပိုင်လေးကိုပုတ်လိုက်တယ်ဗိုက်စားလိုက်တာဒီနောက်ပုံမျက်လုံးတွေပိန်းနေပင်ကိုအကြည့်ရောက်သွားတယ်ပိန်းနေသည်မဲ့ကူးစားဖို့ထိုင်နေရနဲ့ပင်စီကိုထွက်လာတယ်ပိန်းနေပင်ကအမြင့်ကြီးမှုဘုံအောက်ကနေမော့ကြည့်နေမိတယ်ကောင်မလေးဘာလို့မလဲလို့တစီစဉ်းစားနေမိတယ်ကြည့်ရကောင်မလေးဗိုက်စားနေပုံပဲသူ့ကိုယ်ရောင်ဖြောက်ပြီးပိန်းနေသည်မဲ့ကူးချပြီးကိုစဉ်းစားတယ်တစီကိုယ်ရောင်ဖြောက်ပြီးပိန်းနေပင်နားလာတယ်ပါပေါင်းပေါင်းနှာရန်စင်းစင်းဝါဝကဲကဲအသားဖြူဖြူနဲ့ချစ်စရာကောင်းတဲ့ကလေးမလေးကိုကြည့်ပြီးဝိဖက်ချင်ပြီးတယ်ဗိုက်စားလိုက်တာပိန်းနေသည်အမေစားရိုက်ကောင်းမယ်တစီနားရဲကြားလိုက်ရတယ်တစီချက်ချင်းပဲတကူးနဲ့ပြီးမော်တက်ပြီးမဲ့နေတဲ့ပိန်းနေသည်ခူးပြီးအောက်ကိုပြစ်ချလိုက်တယ်အမလေးအနားမှာပုတ်ခနဲ့ကျလာတဲ့ပိန်းနေသည်ကြောင့်နန်းရွှေဘုံလန့်သွားတယ်ကြည့်တော့ပိန်းနေသည်ကမြေပြင်မှာနှစ်ချမ်းကွဲနေတယ်မြေကြီးတွေတော့အသားကိုပေးမသွားဘူးဘလူလို့တက်လိုက်ဆိုင်ဆိုင်ဒီပိန်းနေသည်အမေကငါဘေးကိုပြုတ်ကြပါလေရှားရှိနေသေးရဲ့စားမှဖြစ်မစားဘူးတစီရက်ပြောလာတယ်နားပါတဲ့နန်းရွှေဘုံတန်အိုးနဲ့ပြောတဲ့တန်ကြားလိုက်ရတယ်ဘသူလဲခုစကားပြောတာဘသူလဲနန်းရွှေဘုံဘေးပညာကြည့်ပြီးတော့အော်မေးတယ်တစီမျက်လုံးပြူးသွားတယ်ဘသူလဲလို့မေးနေတယ်ဒီကလေးမလေးကနားကြားဆောင်းရီတော်တော်ကောင်းတဲ့ကလေးမပဲတစီစိတ်ထဲကပြောမိတယ်ရှင်းဘသူလဲဘာလို့ဘုံကိုပိန်းနေသည်အမေခုချပေးတာလဲနန်းရွှေဘုံပိန်းနေပင်မော့ကြည့်ပြီးမေးတယ်သူ့ကိုမော့ကြည့်ပြီးမေးလာတဲ့ကလေးမကိုတစီငုံကြည့်တယ်သူကငါ့ကိုမြင်နေရတာလားလို့စိတ်ထဲကတွေးမိတယ်နန်းရွှေဘုံစိတ်ဆိုးနေချိန်မို့ဘာမှမကြောက်ဘူးငါ့ကိုမြင်နေရလို့လားတစီရဲ့အတန်ခန့်နဲ့ကိုကြားပြီးမမြင်ရလို့နန်းရွှေဘုံကြောက်စိတ်ဝင်လာတယ်ဒီအိမ်ကဂျပန်ခေတ်တည်းကလူမနေတဲ့အိမ်ကြီးမို့တခုခုရှိနေမယ်ဆိုတာဘိုးရင်တွေကသိထားပြီးသားနန်းရွှေဘုံခုနကမကြောက်ပေမဲ့ခုတော့ကြောက်လာတယ်မမြင်ရဘူးတန်မဲကြားရတယ်ရှင်ပင်နေရာမှာရှိနေရလေနန်းရွှေဘုံအတန်မတော်မနေထိန်ပြီးပြန်မေးတယ်ပိန်းနေပင်ပေါ်မှာရှိနေတာဒါပေမဲ့ငါမင်းကိုဒုက္ခပေးဖို့မဟုတ်ဘူးမင်းကငါဒုက္ခလုံးဝမပေးဘူးစိတ်ချတစီရပြောပြီးပိန်းနေပင်ပေါ်ဆင်းလာတယ်ရှင်ကတရေလားတစီလားတပတ်လားနာနာဘဝလားဒီမှာရှိနေကြပြီလားပုံသိကျင်တာရဲရဲဝံ့ဝံ့မေးတယ်ကလေးမင်းခုလိုမေးနေရမကြောက်ဘူးလားမကြောက်ပါဘူးဘာကိစ္စပုံကကြောက်ရမှာလဲလုံးဝမကြောက်ဘူးမင်းကတက်တီကောင်တဲ့ကလေးမပဲငါတသက်မင်းလိုတက်တီကောင်တဲ့ကလေးမမျိုးမတွေ့ဘူးတကယ်တော့ဘုံကကြောက်နေတာဟန်ကူဖို့ထားပြီးမကြောက်တဲ့ပုံစံဖမ်းနေရတယ်ကဲပြောတော့ရှင်ဒီအိမ်မှာတရေဖြစ်နေရကြပြီလားငါတရေမဟုတ်ဘူးငါတစီဒီအိမ်မှာရောက်နေရကြပြီဆိုပါတော့မင်းတငယ်ချင်းနေနဲ့လာကစားတိုင်းပြတင်းပေါက်ကနေမင်းကငါအမြဲချောင်းကြည့်နေခဲ့တယ်မင်းငါပုံစံမြင်ကြောက်သွားမှအမှန်ပဲဒါကြောင့်ငါကိုရောင်ဖျောက်ထားတာပြောလာလို့ပုံးစိတ်ထဲကြောက်ပြီးမင်းတစီဆိုတာဘာလဲတွေးဘူးကျင်သွားတယ်ဒါကြောင့်ပုံးစိတ်ထဲမှာကစားတဲ့ချိန်တိုင်းတယောက်ယောက်စိုက်ကြည့်နေတယ်လို့ခံစားရတာဟုတ်အမဘုံကဘာကိစ္စကြောက်အောင်ပါလဲမကြောက်ဘူးလို့ပြောနေတယ်တန်သေးသေးနဲ့အော်ပြီးရှန်တွေ့တော့တစီသဘောကျပြီးရှိတယ်ကလေးမလေးရှန်တွေ့နေပုံကသူ့အတွက်ထူးဆန်းဖြစ်နေတယ်ဘယ်ရေးစမ်းမသိကလေးမကိုမြင်ရတိုင်းသူ့ရင်ထဲမှာပြောတယ်ဘာရှိတာလဲတစီပုံပြောတဲ့ထဲရည်စရာပါလို့လားခါထောက်ပြီးရှန်တွေ့နေတော့တစီမထိန်နိုင်အောင်ရှိမိတယ်အစွာလေးပဲဒါနဲ့မနဲ့စောကြီးတခါမှမလာဘူးဘာလို့လာရလဲမဟုတ်မှလွဲရောတိမ်နဲ့စိတ်ဆိုးလာရလားဟုတ်တယ်
ပုံအိမ်နဲ့စိတ်ကောက်ပြီးတော့စောရင်းလာတာခုပိုက်စာနေပြီပိနေသီးစားလိုက်အောင်မယ်ပြောပြီးတော့ပိနေသီးနှစ်ချမ်းကိုကောက်ကင်ပြီးကုပြစ်ဘက်ထွက်လာတယ်ကုပြစ်မှာအာပါတရထိုင်ပြီးပိနေသီးအိမ်တန်တန်ကြီးကြီးတွေကိုယူပြီးကောက်စားတယ်ချိုမွေးနေတဲ့ပိနေသီးတွေကိုအာပါတရပလုတ်ပလောင်းစားနေတဲ့ကလေးကိုကြည့်ပြီးတစီတောင်စားကျင်စိတ်ဖြစ်မိတယ်ချိုးလာမင်းစားနေတဲ့ပုံကြည့်ရချိုမဲ့ပုံပဲမင်းကြည့်ပြီးငါပါစားကျင်လာပြီတစီရီကတီးနှံစားလို့လားအခြားတစီရီတော့ဘာစားတယ်မသိဘူးငါတို့ဒီခြံထဲမှာရှိတဲ့တီးနှံတွေစားတယ်သူများတွေလာစွန်းနဲ့ထမင်းကြံဟင်းကြံတွေစားတယ်တစီပြောတော့ပုံတနာသွားတယ်ဒါရီစားရုံနဲ့တစီကဗိုက်ပြေနိုင်ပါမလားတွေးမိတယ်ဒါဆိုတစီကတနာရှာပဲနော်ဘုံဆိုအိမ်မှာမုံမျိုးမျိုးစားရတယ်ထမင်းလည်းသားငါးနဲ့စားရတယ်မင်းကကံကောင်းတဲ့လူပဲငါဘဝမှာထမင်းကောင်းဟင်းကောင်းဘဝလင်းလင်းတခါမှမစားဘူးတစီကတန်တိုးသွားတယ်စိတ်မကောင်းလိုက်တာနောက်ရက်ကျရင်ပုံအိမ်ကနေထမင်းဟင်းနေယူနာပေးမယ်တစီဘာဟင်းနဲ့စားကြလဲနေပါလက်ကားနေငါအတွက်အစုခံနေရမယ်အစုမခံရအောင်ယူနာပေးလို့ရပါတယ်ပြောဘာသားနဲ့စားကြလဲဖြစ်နိုင်ရင်မဲသားဟင်းနဲ့စားကြတာပေါ့ဟုတ်ပြီဘုံတို့အိမ်မှာမဲသားချက်တဲ့နေယူခဲ့မယ်ခုတော့ဗိုက်စာနေပြီမို့လားဒီပိန်းနေသည့်အချမ်းကိုစားလိုက်တစီပိန်းနေသည့်အချမ်းယူတယ်ဒီနောက်ပိန်းနေသည့်အိမ်ကိုယူစားပြီးခွန်တွေကိုခြံစည်းကိုဘက်ပြစ်လိုက်တယ်ငါမြေးလေးစိတ်ကောက်နေတာခုထိခန်းထဲကမထွက်သေးဘူးနမ်းမုံတွားချုပ်ပြီးခေါ်လိုက်စမ်းပါ9 နာရီထိုးပြီးမြေးဖြစ်သူအခန်းထဲကထွက်မလာလို့သမီးဖြစ်သူတွားချုပ်ခိုင်းတယ်ဟုတ်ကဲ့မေမေနမ်းမုံသမီးခန်းထဲဝင်လာတယ်ခန်းထဲမှာစောင့်တွေခောက်ထားတယ်ဒါဆိုသမီးကစိတ်ကောက်ပြီးပြင်မှာသွားကစားနေပြီဆိုတာသိလိုက်တယ်မေမေကိုသမီးမရှိကြောင်မပြောဘဲသမီးကစားတတ်တဲ့အိမ်စီကိုနောက်တကားကနေထွက်လာတယ်ထင်းတဲ့အတိုင်းသမီးကအိမ်ရှိရကုပြစ်မှာထိုင်ပြီးပိန်နေသီးစားနေတယ်သမီးဗိုက်ဆန်နေနဲ့အိမ်မှာထမင်းစားတာမဟုတ်ဘူးစောစောစီစီဒါရီဘာလို့စားနေရလဲမေမေရောက်လာလို့ဘုံမေမေမျက်နှာကိုမော့ကြည့်တယ်အနားမှာတစီရှိနေတာမေမေသိသွားမှကြောက်နေတယ်သမီးဘာကြည့်နေရလဲသမီးကတခုခုစိုးရိမ်နေတဲ့ပုံစံဘာမှမကြည့်ပါဘူးမေမေဘုံဘုံတယောက်တည်းနေခြင်းလို့ဒီအိမ်စီကိုလာခဲ့တာဘုံမဲထောက်ရှာနေလို့မေမေလာခေါ်ရလားယင်ဟုတ်တယ်သမီးမဲထောက်သမီးကိုရှာနေတယ်စိတ်မကောက်ပါနဲ့တော့သမီးရဲ့မေမေတို့မဲထောက်တို့ကသမီးကိုစုံမတယ်ဆိုတာသမီးကိုကောင်းစေခြင်းနဲ့စိတ်နဲ့ပါကွယ်ဒါကိုသမီးအသက်ကြီးနိုင်သိနိုင်မယ်ဘုံထက်မဲငွေကိုပိုကယူးဆိုင်တာပိုချစ်တာတွေပိုဥစားပေးတာတွေပုံမလို့ခြင်းဘုံကအမြဲပထမနေရာမှာပဲရကြတာသမီးရဲ့မေမေဘယ်လိုပြောရမလဲဘသူမှကိုသွေးသားရင်းထက်တစိမ့်ကိုပိုမချစ်ပါဘူးမင်းငွေစိတ်အားငယ်သွားမှဆိုလို့ဂယုဆိုင်ချစ်ကြတာပဲရှိတာကဲပါဒါထားပါတော့ခုမေမေတို့အိမ်ပြန်မယ်နော်သမီးပါနဲ့မဲထောင်ရှာနေလိမ့်မယ်သမီးလက်ကိုဆွဲပြီးနမ်းမုံပြုံးလိုက်တယ်ဒါနဲ့မေမေဒီမနေ့ပိုင်းချက်လေမဲသားရင်ချက်တယ်သမီးကမဲသားမစားဘူးဆိုတော့ပစုံကြော်ထားပြီးတယ်လာသမီးဗိုက်စာနေပြီမို့လားပြန်မယ်မေမေကအိမ်မှာမဲသားချက်တယ်ပြောလို့တစေးစားကျင်တာဆန္ဒပြည့်ပြီးလို့ပုံစိတ်ထဲပြောမိတယ်ဒီနောက်မေမေလက်ကိုဆွဲပြီးပြန်လိုက်လာတယ်တစေးကကလေးမေရောက်လာလို့တန်မပြူရဲ့တိတ်ဆိတ်စွာနားထောင်ပြီးနားမှာပဲရက်နေတယ်နန်းရွှေဘုံအိမ်ကိုရောက်တော့မြင်းလီစိတ်မကောက်တော့နဲ့လာမဲထောင်တာမြေဖြစ်သူကပေကက်ကက်လုံနေလို့ဒေါက်ခန်းဝါထိုင်နေရထပြီးမြေဖြစ်သူနာသွားပြီးလက်ဆွဲခေါ်တယ်မစိတ်ကောက်လေမြေဖြစ်သူပါကိုနမ်းလိုက်တယ်မြင်းလီကိုမဲထောက်ကအချစ်ဆုံးပါကွယ်စိတ်မကောက်တော့နဲ့နော်ဟုတ်ကဲ့မဲထောက်ပြန်ချော့တော့နန်းရွှေဘုံစိတ်ကောက်ပြေးသွားတယ်မြေမနဲ့စာမစားသေးဘူးမို့လားနော်လေးရေငါမြေအတွက်မနဲ့စာအမြန်ခူးပါအောင်ဟဲ့ဘုံမနဲ့စာမစားကျင်တော့ဗိုက်ပြည့်နေပြီမှန်မှန်ပြောပိန်းနဲ့သီးစားထားတယ်မို့လားဘယ်ရရတာလဲခြံကြီးမှာသွားခုစားတာခက်ပါရောလားအဲ့ဒီခြံထဲမသွားပါနဲ့လို့ပြောတာမရဘူးခြံထဲမှာဘုံတို့ကိုအန္တရာယ်ဖြစ်စေမဲ့ဘယ်ရမှမရှိပါဘူးစိတ်မပူပါနဲ့မဲထောက်ရဲ့ညီးရဲ့မမြင်ရတဲ့အရာတွေရှိမှဆိုလို့ပြောမရလဲနေတော့သမီးလေးရေသွားချိုးတော့2 ရက်ရှိပြီမို့လားရေမချိုးတာဟုတ်ဒါနဲ့အပကိုယုံသွားပြီလားသွားပြီသမီးရဲ့လုပ်တွေခုတလောရှုပ်နေတာနန်းရှိဘုံရေချိုးဖို့အိမ်ပြင်ထွက်လာတယ်ရေချိုးတနခါလိမ့်ပြီးတဲ့နောက်7 နာရီကျော်ပြီမဲထောက်ခုချိန်ဆိုပရိစိတ်နေတယ်မေမေခန်းထဲမှာဝှက်ခေါက်နေတယ်ဒေါ်လေးနော်လည်းတရေအိတ်နေတယ်မင်းငွေခန်းထဲမှာဘာလုပ်နေလဲမသိဘူးဒေါ်လေးနော်လက်တောင်တစီအတွက်ထမင်းနဲ့ရင်ခိုးဖို့တွေးလိုက်တယ်မင်းငွေခန်းပြင်ကနေလက်ရက်ခေါ်တယ်ဘာခိုင်းမလို့လဲမမလေးငါနဲ့လိုက်ခဲ့ဟုတ်ကဲ့မမလေးမင်းငွေဘုံနောက်ကနေမိဖို့ကြောင်နဲ့လိုက်လာတယ်မမလေးထမင်းစားမလို့လားမဟုတ်ဘူးမင်းငွေလှုပ်ရှားရှိလို့ရှော့
ဒီအင်ဘက်တဲ့အမေသားရင်ခုထည့်ပြီးကြော့ထိုးလိုက်နန်းရွှေဘုံအမေသားကိုအနက်နာမခံနိုင်အမေသားနဲ့ရတာနဲ့ခေါင်းဝကိုက်လာပြီးပြုတ်အပ်တတ်တယ်ဒါကြောင့်မင်းငွေကိုအမေသားရင်ထည့်ခိုင်းရတယ်မမလေးတော်ကြဟင်းနေပြောင်းလို့ပြောနေအောင်မယ်နင်းတော်ရှာရှိတဲ့မင်းငွေငါခိုင်းတယ်လို့ပဲလုပ်ဘုံអော်လိုက်မှမင်းငွေပခုံးလေးပုတ်သွားတယ်အိမ်မက်နဲ့ထမင်းထုတ်ပြီးတဲ့နောက်မမလေးကမင်းငွေငါသွားကစားတော့မယ်ထမင်းဟင်းနေထုတ်သွားကြဘသူ့ကိုမှမပြောနဲ့နော်နေကနင်းလေစာထမင်းစားပြီးမှလိုက်ခဲ့မင်းငွေပါလာရင်တစေးအတွက်အခက်တွေ့မှာဆိုလို့နောက်မှလိုက်ခဲ့ဖို့ပြောလိုက်ရတယ်မမလေးရောနင်းလေစာထမင်းစားပြီးမှသွားပါလားတော်ပြီမစားကြတော့ဘုံရင်သွားကစားနေမယ်မင်းငွေစိတ်ထဲမမလေးကထမင်းထုတ်သွားတာအခြားတငယ်ချင်းတွေကိုကြွေးဖို့ထင်လိုက်တယ်မမလေးနောက်တစ်ခါကနေထွက်သွားတယ်မင်းငွေလည်းမိဖို့တွေကနေကိုခန်းကိုပြန်လာတယ်ဘုံထမင်းထုတ်လေးပွေပြီးအိမ်စီကိုပြေးလာတယ်တစေးကြီးထွက်လာခဲ့ပါဦးခုပြစ်ပေါ်ထမင်းထုတ်ချပြီးအိမ်ဘက်ခတ်တိုးတိုးអော်တယ်တစေးရကလေးတန်ကြားလို့အမြန်မဲ့အိမ်နေရထပြီးခုပြစ်စီကိုလာတယ်အိမ်ကြီးပြတ်သွားပြီတစေးတန်ကြားလိုက်ရတယ်ပြီးမှစိတ်ဘုံတစေးစားဖို့မဲသားဟင်းနဲ့ထမင်းရှူလာတယ်စားလိုက်အောင်မင်းအိမ်ကစူနေအောင်မယ်ကလေးရဲ့ငါအတွက်ဒုက္ခမခံပါနဲ့မစူပါဘူးဘုံတို့အိမ်မှာထမင်းဟင်းတွေအများကြီးနေတိုင်းချက်တယ်မကုန်ရင်သွန်ပြရနှမျောစရာကြီးနောက်ရက်လေတစေးစားဖို့ဘုံရှူနာပေးမယ်ဘုံနဲ့တစေးတငယ်ချင်းလောက်ကြမယ်နော်ခက်ပါရောလားကလေးရဲ့မင်းကငါ့လိုတစေးကိုမကြောက်တဲ့ပြင်တငယ်ချင်းတော့လှုပ်အောင်မလို့လားတစေးရဘုံဒုက္ခမပေးတငယ်ချင်းလုံးလို့ရတာပဲလေမဟုတ်ဘူးလားစိတ်ချမင်းကငါလုံးဝဒုက္ခမပေးဘူးထမင်းနဲ့ဟင်းစားလိုက်အောင်တစေးနဲ့ထမင်းနဲ့ဟင်းယူပြီးစားလိုက်တယ်အရသာရှိရဲ့သားဟင်းစားရလို့ဒီနေ့အတွက်တစေးပျော်ရွှင်မဆုံးဖြစ်နေတယ်စားလို့ကောင်းလိုက်တာကလေးရဲ့နောက်လေဘုံယူနာပေးမယ်ဘုံစိတ်တဲ့တစေးရဲ့သွင်းတဲ့အောင်မြင်ဘူးကျင်တယ်ကျေးဇူးပါပဲငါရဲ့တငယ်ချင်းလေးခုတငယ်ချင်းတွေဖြစ်ပြီဆိုတော့တစေးရဲ့ပုံရိပ်စိတ်ကိုဘုံပြပါနော်ကလေးတောင်းဆိုလာတဲ့အရာကြောင့်တစေးခေါင်းခါတယ်မဖြစ်ဘူးကလေးငါ့အမြင်ကြောက်လန့်ပြီးလက်ပြလွင့်သွားမယ်မကြည့်ကျင်စမ်းပါနဲ့မရှာဘူးပုံကြည့်ကျင်တယ်တငယ်ချင်းလေးဖြစ်နေပြီတယောက်ကိုတယောက်မြင်ဘူးတင်တာပေါ့လောက်ပါတစေးရဲ့ဘုံကိုတင်ပြပါနော်မင်းအရန်ကြောက်ပြီးဒီကိုလာရဲမှာမဟုတ်ဘူးမပြပါရစေနဲ့ဘုံမကြောက်ပါဘူးတစေးရဲ့မပြဘူးဆိုပုံကြီးနေအောင်နောက်မလာတော့နော်ဘုံအကြက်ကင်ပြီးပြောတယ်ငါကိုထင်မပြတာမင်းအတွက်ပါမရဘူးပြဆိုပြတစေးဘုံစိတ်ဆိုးလိုက်မှာကြောင်နှစ်ဖက်စောင့်ပြီးကြည့်ကြတယ်တစေးဘလုံးမလွဲတာတော့လို့ကိုထင်ပြလိုက်တယ်ဘုံရှိမှပေါ်လာတဲ့မျက်လုံးနှလုံးကတပူးရွယ်ရှားတတောင်လောက်တကူလုံးမွေးမြင်တွေနဲ့နေရွက်ကြီးကြီးနှစ်ဖက်ကစောင့်ချုံလို့ရတယ်တစေးမျက်နှာမှာမွေးမြင်တွေနဲ့ကြောက်စရာကောင်းတယ်ဘုံကြည့်ပြီးကြောက်စိတ်ဝင်မိပေမဲ့တစေးရဘုံကိုအနေရမပေးဘူးပြောထားလို့ကြောက်စိတ်ဖြေလိုက်တယ်ဘလို့လဲကြောက်သွားပြီလားကလေးမကြောက်ပါဘူးဘုံတို့တငယ်ချင်းတွေဖြစ်သွားပြီနော်ကလေးကပြုံးပြပြီးပြောလာတယ်အရန်တက်တိရှိတဲ့ကလေးပဲတစေးရကိုရောင်ဖြောက်သွားတယ်နန်းရွှေဘုံနေရောက်နေရကြပြီလားအော်တန်နဲ့အတူဘုံတငယ်ချင်းတွေခြံထဲဝင်လာတယ်ဒီခြံထဲမှာဘုံတငယ်ချင်းတစေးရှိတဲ့အကြောင်းတငယ်ချင်းတွေကိုညှို့ဝှက်ထားရမယ်ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာခြင်းပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူး